ဒါကတော့အမြင့်3မီတာခွဲထိခုန်ပြီးစားဘူးတောင်းငတ်ကိုဖမ်းဖို့ကြိုးစားနေတဲ့တောကြောင်မလိမဲ့ဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာမရလိုက်ပါဘူး။ရက်နေတဲ့နေရာကနေ3မီတာခွဲအမြင့်ထိခုန်တက်နိုင်စွမ်းရှိပေမဲ့လေဒီတောကြောင်မလိကအခုထိဘာမှမစားရသေးပါဘူး။တကောင်တည်းရှိနေတဲ့ Caracal လို့ခေါ်တဲ့ဒီတောကြောင်မလိကတော့စူညံလုရှာနေတဲ့ဒီအတိုက်သေးကိုဝင်ပေါက်ရှာနေပြီမဲ့ပါနတ်လာတဲ့စားဘူးတောင်းငယ်လေးတွေကတော့သူတို့ရဲ့အတိုက်ဝင်ပေါက်ကလေးကိုအောက်ပတ်မှာပဲဂရုတစိုက်ဖန်တီးထားတာဖြစ်ပါတယ်။ဒီတော့ကြောင့်မလေးကကောက်ရိုးအင်္ဂလိရဲ့အပေါ်ဘက်မှာဝင်ပေါက်များရှိမလား။မိခိုးခေါင်းတိုင်ဒါမှမဟုတ်လေဝင်လေထွက်ပေါက်များရှိမလားဆိုပြီးစူးစမ်းရှာဖွေနေပါသေးတယ်။ဒါပေမဲ့ကျွမ်းပါသမားတယောက်လိုဖြက်လက်တဲ့ဒီလိုကောင်မျိုးတွေတောင်ဝင်ပေါက်ဆိုတာလုံးဝမရှိပါဘူး။ပိုဆိုးတာကဒီမျက်ချောင်မိုးထားတဲ့အမိုးကလက်သေးနဲ့ကုတ်လိုတောင်မရနိုင်တာပါပဲ။နောက်တစ်ချိန်ဒူမရဲ့ကျွမ်းကျင်မှုအတိုင်းခုံဖမ်းဖို့ကြိုးစားပေမဲ့လည်းနောက်တစ်ချိန်လွဲချော့သွားပြန်ပါပြီ။သူကတော့ပင်ဖန်းနွမ်းနယ်နေပြီးစာလောင်မွတ်သိမှုတန်ကိုလည်းခံစားနေရပါတယ်။အချိန်ကလည်းတဖြည်းဖြည်းကုံဆုံးလာနေပါပြီ။ဒီတော့ကြောင့်မလေးဟာဖမ်းရခတ်တဲ့ဒီတတဝါလေးတွေနဲ့ဝေးရစီကိုပဲထွက်ခွာသွားဖို့အခြေအနေကဖန်တီးလာပါတော့ပြီ။